ကရေးချီဆုံးပါပဲဘယ်ရနဲ့မှစားထိုးမရနိုင်ဘူးဝိညာဉ်မှာအတောင်းတဆုံးရာကိုတော်မြတ်မောက်တော်ပဲလိုချင်တာကိုတော်မြတ်မောက်တော်ပဲကိုတော်ရဲ့မြတ်မောက်တော်ကကျွန်တော်အားဆွဲဆောင်တယ်အရာရာတွေချက်ပို့ပြီးတော့အဆွဲလန်းဆုံးပါပဲဝိညာဉ်မှာအလွမ်းဆဆုံးရာကိုတော်မြတ်မောက်တော်ထဲနေချင်တာကိုတော်မြတ်မောက်တော်ထဲချာတော်ရမရှိနေတဲ့ရထောင်ထက်အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့သာ၍ကောင်းသည်ချာတော်ရမရှိနေတဲ့ရထောင်ထက်အထံတော်မရှိနေတဲ့တရားကကျွန်ုပ်တို့သာ၍ကောင်းသည်ချာတော်ရမရှိနေတဲ့ရထောင်ထက်အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့သာ၍ကောင်းသည်ချာတော်ရမရှိနေတဲ့ရထောင်ထက်ထံတော်မရှိနေတဲ့တရားကကျွန်ုပ်တို့သာ၍ကောင်းသည်ညမောက်တော်မပါပဲဘာတခုမှမလုပ်ချင်ဘူးညမောက်တော်ကသာအရေးကြီးဆုံးညမောက်တော်မပါပဲချစ်တယ်လမ်းမလန်းချင်ဘူးညမောက်တော်ကသာလိုအပ်ဆုံးရေးကြည့်တော့ညမောက်တော့မပါပဲချစ်တယ်လမ်းမလန်းချင်ဘူးညမောက်တော့ကသာလိုအပ်ဆုံးချာတော့ရမရှိနေတဲ့ရတောင်ချမ်းအတန်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့သာ၍ကောင်းသည်